ကဲအောက်ဆောင်လိုက်ကွာဒီလာစိတ်အားလုံးပဲမိလာပါနော်အခုကွန်မန့်တွေထဲမှာကျွန်မလိုက်ကြည့်တော့နှစ်ယောက်ကလာမိထားတယ်အဲ့ဒါက3မျိုးပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဓမ္မဦးဆုံးကရီစားတဲ့နော်ရီစားကိုအနောက်ပိုကင်းလို့ဘယ်လိုခေါ်လဲတဲ့ဆိုတော့ရီစားကိုတော်တော်များများကအနောက်ပိုကင်းလို့မသိကြဘူးပေါ့နော်ရီစားကိုအနောက်ပိုကင်းလို့ကစအိုက်တန်လို့ပြောတယ်နော်စအိုက်တန်ကဲနောက်တော့အိမ်သားတဲ့အိမ်သားကိုကြတော့အနောက်ပိုကင်းလို့ကဆခိုင်လို့ပဲပြောတာများတယ်ဆခိုင်ပေါ့နော်တချို့ကြတော့လဲနှုတ်ခိုင်လို့ပြောတယ်တချို့ကြတော့လဲဆလန့်ခိုင်လို့ပြောတယ်ပေါ့နော်ခေါ်ချင်လို့ခေါ်လို့ရပါတယ်ဆခိုင်နှုတ်ခိုင်ဆလန့်ခိုင်နော်ကဲနောက်တစ်ခုကကြတော့နောက်ဆုံးတစ်ခုကအသေးနှလုံးပေါ့နော်အသေးနှလုံးကိုဘယ်လိုခေါ်လဲတဲ့ဆိုတော့အသေးနှလုံးကိုတဖုံလို့ခေါ်ပါတယ်လို့